တော်ရုံရိုမာရီတော့မကန်ကြတော့တဲ့ဂျောင်းတွေကကာဂျာကြီးကိုမွန်တွန်းက revamp ပေးလိုက်ပြီမင်္ဂလာပါပရိသတ်ကြီးတို့ရေကာဂျာတကောင်စီစဉ်တော်တော်များများအထိပျောက်ထွက်သွားတာအားလုံးသတိထားမိကြမယ်ထင်ပါတယ်ဒါကမွန်တွန်းကလည်းသတိထားမိတာကြောင့်မလို့ရှေ့ရက်ကထွက်တဲ့ Advanced Server Update Patch မှာတော့ကာဂျာကို share revamp ပေးလိုက်ပါတယ်ဘာတွေကိုဘယ်လိုပြောင်းလဲသွားမလဲဆိုတာကြည့်ကြရအောင်ပါပထမဆုံးပြောင်းလဲသွားတာက Hero ရဲ့ Basic Model Design မှာ Hero ရဲ့ Basic Model မှာဆိုရင် Epic Skin တကောင်နီးပါရွှေရောင်ချက်ဝစ်တွေနဲ့ Egypt နဲ့ဖျားတစ်ပါးအထာရေးဆွဲပေးထားတာကိုတွေ့ရပါလိမ့်မယ်ဒီတိုင်းကြည့်မယ်ဆိုရင်တော့မှ Epic Skin တကောင်ရဲ့ vibes အပြည့်ကိုထွက်နေတာပါအခုချိန်ဒီထွက်သမျှ Hero Model Revamp နဲ့မှာတော့ Kaja ရဲ့ Hero Model အသစ်ကအလန်းဆုံးလို့ပြောလို့ရပါမယ်နောက်ပြီးတော့ Revamp ထားတဲ့ skill တွေရဲ့ overview ကိုကြည့်ရင်အကျဉ်းဆုံးပြောင်းလဲမှုက Ultimate ပါအရင်က Kaja ရဲ့ Ultimate က enemy တကောင်တွေကိုပဲဖမ်းလို့ရတဲ့ Pick of Spell လေးတကွာပါပြီအခုတော့လုံးဝပြောင်းလဲသွားပါပြီ Revamp Kaja ရဲ့ Ultimate အသစ်မှာတော့စဝိုင်းပုံ range အတွင်းမှာရှိတဲ့ enemy တွေအားလုံးကိုဆွဲခေါ်လာလို့ရသွားပါပြီဒါရီမဲလားဆိုတော့လည်းမဟုတ်သေးပြန်ပါဘူး enemy တွေကိုခလုတ်တိုက်အောင်မဲ့စပယ်အသစ်လည်းပါဝင်လာပါသေးတယ်ကာဂျာရဲ့စကေးတူအဟောင်းကအရင်လိုလျှက်စစ်ဘောလုံးလေး၃လုံးကိုချခဲ့ပြီးတော့ dash တာမဟုတ်ပါဘူးအခုစကေးတူအသစ်မှာတော့ကာဂျာကသတ်မှတ် area range အတွင်းကိုတဆင့်ထောက်ပြီးတော့လေးဘောကိုခုန်ပြန်သွားမှာဖြစ်ပါတယ်သတ်မှတ် area အတွင်းမှာ enemy ရှိရင်တော့အဲ့ဒီ enemy ကခလုတ်အတိုက်ခံရမှာပါကာဂျာခလုတ်အတိုက်ခံလိုက်ရတဲ့ enemy hero ကလည်းအနောက်ကို nobat ဖြစ်သွားပါသေးတယ်အဲ့ဒီ area အတွင်းမှာ enemy အုပ်စုလိုက်ကြီးရှိနေတအုပ်စုလုံးကိုလည်း nobat ဖြစ်စေအောင်မှာဖြစ်ပါတယ်စကေးတူခုံလိုက်ရင်ကာဂျာကလေးဘောပြန်တက်သွားမှာဖြစ်ပြီး energy dam မကုန်မချင်းလေးဘောမှာပြန်လို့ရမှာဖြစ်ပါတယ်Passive energy ကုန်မှသာလေးဘောကဆင်းလာတော့မှာပါလေးဘောပြန်တာကအလှပြန်တာမျိုးတော့လည်းမဟုတ်ပြန်ပါဘူးနေရန်ဒီတိုင်းနေအားလုံးကိုလည်းဖြတ်ပြန်လို့ရမှာဖြစ်ပါတယ်အရေးကြောင်းဆိုရင်စကေးတူထောက်ပြီးတော့လေးဘောကိုပြန်နေရန်ဒီကိုဖြတ်ပြီးတော့ပြေးလို့ရပါပြီPassive energy တန်းကတော့စကေးတူဖွင့်တာနဲ့ auto ပြည့်လာမှာဖြစ်ပြီးလေးဘောပြန်နေတဖြည်းဖြည်းနဲ့ကုန်သွားပါလိမ့်မယ် energy တန်းပြည့်အောင်လုပ်ပြီးလေးဘောကြာကြီးပြန်တာမျိုးလည်းလုပ်လို့မရပါဘူးတကယ်တမ်း energy တန်းကကာဂျာလေးဘောပြန်လို့ရမယ့်ကြာချိန်ကိုပြရုံတတ်ပါပြီလေးဘောပြန်နေတဲ့အချိန်တခြားစကေးတွေလည်းအလွယ်တကူသုံးလို့ရမှာဖြစ်ပြီးတော့စကေးတွေသုံးလို့အောက်ပြန်ဆင်းရတာမျိုးလည်းဖြစ်မှာမဟုတ်သေးပါဘူးဂျာပွန်နဲ့ Vision Forest စကေး1ကတော့အရင်တိုင်းပဲကျန်နေပါသေးတယ် Passive effect အသစ်အနေနဲ့ကတော့ကာဂျာကစကေးတူသုံးပြီးလေးဘောပြန်နေတဲ့အချိန်တိုင်းမှာ Paralysis effect ကိုရရှိမှာပါ Paralysis effect ဆိုတာဘာလဲဆိုတော့ enemy ကိုရိုက်မဲ့ basic အတက်တိုင်းက enemy ကိုဆလူးသွားစေမှာဖြစ်တဲ့အပြင်enemy ရဲ့ damage output ကိုလည်း9စက္ကန့်ကြာတဲ့အထိ8%တော့နည်းသွားစေအောင်မှာဖြစ်ပါတယ်။ Battlefront line မှာနေရမယ့် Roma တကောင်အနေနဲ့ဒီ effect ကအတော်လေးအသုံးဝင်နေဆိုပေမဲ့ damage output အများကြီးပေးနေတဲ့ enemy အပေါ်အတိအကျသုံးနိုင်ဖို့တော့လိုပါလိမ့်မယ်။ Kaja ရဲ့ Revamp က team fight ဒီမှာလောက်ကွက်အများကြီးထွက်လာနိုင်တယ်လို့တန်းအနေနဲ့အမာကောင် fighter တွေကိုမှ ultimate နဲ့ရွေးဆွဲလာပြန်ရင်လည်းကို team အတွက်ဒုက္ခရောက်သွားနိုင်ပါတယ်။ညီကိုရော Kaja ရဲ့ Revamp ကိုဘယ်လိုမြင်ကြလဲဗျ comment မှာဝင်ဆွေးနွေးသွားကြပါဦး။ဒီနေ့ဗီဒီယိုတွေကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ